တပည့်တော်ပါဠိတော်အကုန်မယူဘူးကြော်ကျွတ်လိုက်တယ်လို့ဟုတ်လားမာနကိုအကြောင်းပြုပြီးတော့မက်ဖို့ဖြစ်တယ်တဲ့တောက်ဘူးတယ်မလားဥစဉ်စာချတော့ရမှာပေါ့နောက်ပဋ္ဌနာဥပနိဒာယပဋ္ဌနာတဲ့ဒီမှာလောဘယူလိုက်ပေါ့အဲ့ဒီမာနလို့လောဘတို့အကြောင်းပြုပြီးတော့မက်ဖို့ဒီရနိုင်တယ်တဲ့အဲ့ဒါဥစဉ်တို့အင်္ဂုတ္ထုမှာဘိက္ခုနီတုတ်ဆိုတာရှိတယ်မာနကိုအကြောင်းပြုပြီးရတ္တဖို့ရပုံတွေကိုပြောမယ်ရဟန်းတော်နှစ်ပါးအတူတူဆိုကြပါစို့တရားထုတ်တယ်တပါးရဟန္တာဖြစ်သွားတယ်တပါးတော့မဖြစ်သေးဘူးအဲ့တော့ရဟန္တာဖြစ်သွားတဲ့ဆရာတော်အကြောင်းကိုမဖြစ်တဲ့ဆရာတော်ကကြားတယ်သူတော်ရဟန္တာဖြစ်သေးတာပဲငါလည်းဘာကြောင့်ရဟန္တာမဖြစ်ရမှာလဲသူလည်းယောက်ျားငါလည်းယောက်ျားသူလည်းဖရာသားတော်ငါလည်းဖရာသားတော်မာနခေါ်တယ်အဲ့ဒီမာနကိုအကြောင်းပြုပြီးကြိုးစားအထုတ်တယ်ကြိုးစားအထုတ်တော့သူလည်းလိမဲ့လေးဖို့နဲ့ရဟန္တာဖြစ်သွားတယ်ရဟန္တာဖြစ်တဲ့အခါရတ္တမကနေပြီးတော့မှခုနမာနကိုပယ်လိုက်တယ်မာနကိုအကြောင်းပြုပြီးတော့မှရတ္တမက်ဖြစ်တယ်ရတ္တမက်ကမာနကိုပြန်ပြီးတော့ပယ်သတ်လိုက်တယ်တရားပြီးဉာဏ်ပြတ်ဆိုတော့ပေါ့ဟုတ်လားဒီအဘိဓမ္မာအနေနဲ့ကြည့်တယ်ဆိုလို့ရှိရင်တော့မာနလို့ခေါ်တယ်လောဘတရားကမာနလို့ခေါ်တဲ့အကုသိုလ်တရားကမက်ဖို့အာရုံမပြုလိုချင်စိတ်လိုချင်တဲ့သဘောမရှိဘူးပေါ့ဒါပေမဲ့အထက်ကရာအဓိကတွေတရားစဉ်းစားတဲ့အခါကျတော့သူကပရမတ္တကိုအောင်ပညာကိုတော့အောင်ပြုနိုင်တယ်စကားလုံးပညာပေါ့နာမပညာအဲ့တော့ဟိုပုဂ္ဂိုလ်ငါတငယ်ချင်းသူအတ္တမရတ္ထကိုရသွားတယ်သူရရင်ငါလည်းရဘာကြောင့်မရမှာလဲဆိုတော့မခံကျင်စိတ်နဲ့မာနနဲ့ကြိုးစားရတယ်ကြိုးစားရင်ကိုယ်လည်းအောင်မြင်တယ်နော်အဲ့တိုင်းပဲဦးဇင်းတို့စာတင်တဲ့အခါစကြဘိုးကြီးသူ့ဘာသာနဲ့သူကိုယ့်ဘာသာနဲ့ကိုနိုင်အောင်ချသူ့ဘာသာမှာသူနိုင်တယ်ဆိုရင်ငါဘာသာနဲ့ငါနိုင်ရမယ်မာနမခံကျင်တဲ့မာနတွေရှိရတယ်ဒီမာနကကောင်းတဲ့မာနသေဝိတ္တမာနခေါ်တယ်နော်ထို့အတူပဲလောဘလိုချင်တဲ့လောဘရှိရတယ်အချင်းချင်းပဲဖြစ်ဖြစ်တခြားတုတ်တောင်ဖြစ်ဖြစ်ဆောင်းပွဲအောင်သွားတယ်ဂုဏ်တုပွဲတွေရသွားတယ်ဟောသူကြိုးစားတော့ရသွားတာငါလည်းကြိုးစားရင်ရမယ်ငါလည်းသူ့လိုဖြစ်ချင်တယ်လိုချင်တဲ့လောဘခေါ်တယ်အဲ့ဒီလောဘအကြောင်းပြုပြီးတော့မှကြိုးစားလိုက်လို့ရှိရင်ဟိုကအင်္ဂုတ္ထုမှာတော့ရဟနာအထိဖြစ်တယ်ပေါ့ရှင်များတို့လည်းဒီမှာလောကီဘဝတွေရနိုင်တယ်အဲ့တော့ချုပ်ပြောမယ်ဆိုရင်လောဘကိုအကြောင်းပြုပြီးတော့လည်းမက်ဖို့ရနိုင်တယ်မာနကိုအကြောင်းပြုတော့လည်းမက်ဖို့ရနိုင်တယ်အဲ့ဒါကပဋ္ဌာန်းပါဠိတော်မှာမာနဥပနိဒာယမဂ္ဂဥပါတိဖလားဥပါတိအဘိဓမ္မာနဲ့လည်းသွားညီးတယ်အဲ့တော့စာချတဲ့အခါပဲဖြစ်ဖြစ်ဘာလုပ်ပဲလုပ်လို့သူများအောင်မြင်ကိုအောင်မြင်ရမယ်ဆိုတော့မခံကျင်တဲ့မာနကိုမွေးနောက်ပြီးတော့မှကျွမ်းကျင်လို့တဲ့စိတ်လောဘကိုလည်းမွေးလိုချင်တဲ့စိတ်ဟုတ်လားအဲ့ဒီမာနလောဘနဲ့လုပ်ရင်ဘာလုပ်မဆိုအောင်မြင်တယ်လို့မှတ်ထားနော်ဟိုတပည့်ပြောတဲ့စကားကိုအရှင်များစင်များတို့ကျမ်းကိုလိုချင်ခုနပကတုပနေတရားကိုလေ့လာရင်လည်းသိနိုင်တယ်နောက်တော့အင်္ဂုတ္ထုပါဠိတော်ကဘိက္ခုနီတုတ်ကိုလေ့လာရင်လည်းသိနိုင်တယ်အဲ့ဒါပဲအတူချုပ်ကတော့ဟုတ်လားမာနနဲ့လောဘသေဝိတ္တမာနသေဝိတ္တလောဘခေါ်တယ်နော်အဲ့ဒါကိုအထက်ကရာပြောထားတယ်မာနတို့လောဘတို့ဆိုတာအကုသိုလ်တရားအဲ့ဒီအကုသိုလ်တရားကိုမမွေးသင်ဘူးမဟုတ်ဘူးလားတဲ့ဟုတ်ဘူးတဲ့မွေးသင်တယ်တဲ့ဒီမာနဘာလို့လဲဆိုဒီမာနလောဘကအပေပဋိသန္ဓေအကျိုးမပေးဘူးဟုတ်လားအဲကြောင့်မလို့ဒီလိုအပေပဋိသန္ဓေအကျိုးမပေးတဲ့မာနလောဘမျိုးဘဝတိုးတက်ဖို့အတွက်မွေးသင်တယ်လို့မှတ်ထားအဲ့ဒါမှရှင်ပြတို့တို့ကျင်တဲ့ပန်းနိုင်ရောက်အထွတ်တက်ရောက်ဟုတ်လားတော့ဘောဒီတော့ဆိုโอเคသာဓုခေါ်